အားလုံးပဲမင်္ဂလာပါဒီနေ့ဝိတ်ချ19ရက်ရှိပါပြီကျွန်တော်နူရာနဲ့ရင်တောက်ပါတယ်ကြက်ဥရဲ့ငှက်ပြောသီးရဲ့အုတ်ဂျုံရဲ့ဒိန်ညင်ရဲ့ဖြစ်ပါတယ်ပဲနိုလေးပါစမ်းပါမယ်ကဲစားလိုက်ပါအောင်မယ်ဒါလေးကိုရမ်းကြိုက်နေပါပြီလူနဲ့ဝိတ်ချတာ19ရက်နေ့တောင်ရောက်နေပါပြီစားကျင်တာရေမစားဘဲနဲ့ကျမ်းမာရေးညီမျှအောင်စားပါတယ်စားပြီးရနဲ့ပြီးလို့ရှိရင်တန်ကြီးတော့ခောက်အောင်ပါတန်ကြီးခောက်ပြီးသွားလို့ရှိရင်လည်းတင်မောကပ်ပါအောင်မယ်လမ်းလျှောက်လိုက်ပါအောင်မယ်ခင်ဗျာဒီနေ့လမ်းလျှောက်တာကတော့ထုံးစံတိုင်း1000ကျော်ရပါတယ်ဒီနေ့ကတော့ချင်းမစော့ပါဘူးချင်းစော့က6ရက်ပြည့်သွားပြီဆိုတော့ဒီနေ့နားပါတယ်ဒိုက်ပဲထိုးပါတယ်အရင်တော့ဆိုရင်ဒီလိုမျိုးမလုံနိုင်ပါဘူးအခုတော့10ကောက်ထိုးနိုင်နေပါပြီနောက်တစ်မျိုးထပ်လုပ်ပါတယ်အရင်တော့ဆိုလို့ရှိရင်ဒီလိုမျိုးကြီးလှုပ်ဖို့ဆိုတာဝေးကြီးပါလမ်းတော်မှာ906အောက်လောက်တောင်ပြည့်အောင်မလျှောက်ပါဘူးခန္ဓာကိုယ်ပြောင်းလဲရမယ်ဆိုရဲစိတ်နဲ့လုပ်ပါတယ်အလုပ်ပြီးရနဲ့ကိုအရင်လေးချင်ကန်လောက်တာပါကျွန်တော်လေးချင်ကန်လောက်လို့ရှိရင်ဘာမှမစားပါဘူးရေတောင်မတောက်ပါဘူးလောက်လို့ပြီးသွားတော့မှအဲ့လိုရေတောက်တာတော့ပါဘူးလောက်ပါတယ်ပြီးရင်ရင်မိုးချိုးပြီးတော့မှအစားစားပါတယ်ဘာမှခုနိုင်သေးပါဘူးဒီတိုင်းပဲကင်နိုင်သေးပါတယ်တိုက်ထိုးသလိုပါပဲလုံနိုင်ဝိုင်းကြွားအောင်ပါချက်သားရဲ့အရွက်ကြော်ရဲ့ထမင်းနဲ့ရဲ့ကြက်ဥအကာ3လုံးရဲ့ပါဝိတ်ချတာအစားလျှော့တာနဲ့ဆက်လိုက်ပါပြတ်သွားပါတယ်မထင်မဖဲနဲ့ဆက်လိုက်မတောက်တာသွားဝါတာကြီးပါပျောက်သွားပါတယ်တက်ရှူကလည်းအဆင်ပြေလာပါတယ်အရင်လိုမမောတော့ပါဘူးလမ်းလျှောက်တာလည်းပေါ့ပါလာပါတယ်အခုချိန်ထိဝိတ်ချဖို့စဉ်းစားနေတုန်းပဲဆိုရင်အခုပဲစလုပ်လိုက်ပါတော့မစဉ်းစားပါနဲ့တော့စဉ်းစားရင်ကြာပါတယ်ကျွန်တော်ဗီဒီယိုလေးတွေကိုနှိမ့်တိုင်းကြည့်ပြီးတော့ကျွန်တော်နဲ့တူတူဝိတ်ချကြပါ fighting ပါတတ